လောက်တော့သိတယ်လေ ဟုတ်တယ်ကောပြီအဲ့ဒါလူဝေးရုံအဲ့ဒါပါလေဟုတ်တယ်လေ ဟောတို့တခါလာသေးတယ်ဟောဟောတွေကျွေးသမင်းမှုတွေပေးတာလေဟုတ်ချေတော့ဘယ်ကတော့တော့ဟာလူတွေကဟောခါကပေးအဲ့ဒါအဲ့နဲ့ရောက်တယ် plus 4နဲ့ရောက်တယ် innovative global ရောက်တယ် university နဲ့ရောက်တယ်နောက်တော့ဟိုရှိသေးတယ်ချမ်းစာနဲ့ရောက်ချမ်းသာဟုတ်နောက်နေ့ကျတော့လေကုမ္ပဏီတို့ဥယျာဉ်ကုမ္ပဏီရဲ့မားနိုင်ရဲ့မိတ်ကက်ကအတူတူပဲလို့ပြောတယ်လေနေရာတူတော့ခါကြတယ်ဒီလိုလိုက်စင်တာကနေအလဲသွားပြီးတော့ဟိုဟာစီးတယ်လေဘုံကြီးစီးဖို့စီးလို့ပြောလေကောင်းတယ်ကောင်းတယ်သူများဟိုလေအပြောတော့မသိဘူးသေးဘူးအဲ့ဒါစီးပြီးရင်ဒါမှမဟုတ်ကားနဲ့သွားမယ်ဆိုတော့ကားနဲ့အရင်သွားမယ်အပြားကြစီးလာအဲ့ဒါစီးတောင်းစီးမှာတော့သွားမယ်ရှော့ပြီးအဲ့ဒါမသိဘူးသေးဘူးညရတဲ့စီကျွေးတယောက်နဲ့တဲ့ရထားတော့စီရထားတော့စီကြောက်ဖျားမြောက်ကြောက်ဖျားမယ်ကြောက်ဖျားမယ်အဲ့ဒါရောက်ဘူးအဲ့ဒါရောက်ဘူးတယ်ဟိုပတ်တရားမှာစီဖြူမှာစီးဖူစားပြီးတော့အဲ့မှာဟိုပြစ်တာလေပလတ်ကိုဒေါက်တာဟင်းတို့အစားပြီးကိုမောင်တို့အဲ့မှာအသေးည7 နာရီတစ်ချက်ကြီးကိုပါလေဟိုကနှစ်ခါလေးဂျာမန်သွားတယ်ဟိုကရိုက်ဟောတော့လည်းရပိတ်တာတင်းကြီးဟာပတ်ကင်ဘုံကြီးဘူးတော့ကားလက်ခိုင်းရိုးဒီဘာလို့ဒီမှာဒီဘာလာဒီမှာဒီဘာလာဒီမှာလည်းဟုတ်ဘူးဘောဓာဒီသူကမတန်းယူသားမရှိဘူးသူကအဲ့လိုခေါ်ထားတာဟောဒီမှာဆင်းပါကာမမှုအပတ်ရှိတယ်ဆိုဟုတ်တယ်ဒီမှာဆင်းပါဟုတ်တယ်တဲ့ကြောင့်ကိုပြောရတာလေသူ့ကိုခေါ်ထားအောင်ဟောဒီမှာ